ဒီနေ့ကျန်းစာတင်တန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကိုဘိုးကမှာသိချင်တာပဲဖြစ်ဖြစ်သိချင်တဲ့အကြောင်းအရာအားလုံးကိုလွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်ကျွန်တော်နာမည်ဒန်နီယယ်ပါဖျားခင်တို့လူအတင်းတော်ဖြစ်ပါတယ်ကျွန်တော်မေးချင်တာပေါ့နော်အခုတော်တော်များများကျွန်တော်ကြုံရတဲ့အရာပေါ့နော်လူငယ်တွေကပန်းတိုင်ထားရမယ်လို့ဆရာမကပြောထားတယ်ပေါ့နော်အခုအဲ့ဒီပန်းတိုင်ထားပြီးတော့မှကိုကလည်းအဲ့ဒီပန်းတိုင်ကိုရောက်ပြီးတော့မှအောင်မြင်ပြီပေါ့နော်အောင်မြင်ပြီးတော့မှတချို့ကအဲ့ဒီအောင်မြင်မှုတန်ကိုမခံနိုင်ဘဲနဲ့မှကြာဆင်းသွားတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအောင်မြင်တဲ့လမ်းကြောင်းကိုရောက်တဲ့အခါမှာကိုဘယ်လိုမျိုးပြန်ပြီးတော့မှ control လုပ်မယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်သိချင်ပါတယ်ဘလူးအဖြေခိုင်းစေခြင်းလေကြာနော်ကဲဆရာတီတီပဲဟုတ်ကဲ့သူပဲကျေးဇူးတင်ပါတယ်မေခွန်းအင်မတန်မှကောင်းပါတယ်အောင်မြင်ခြင်းရပြီးတဲ့အခါမှာတချို့သောသူတွေကရေရှည်မခံဘဲနဲ့ပြန်လဲပြီးတော့မှပြိုလဲကြတတ်ပါတယ်အဲ့တော့ဘလို့ရေရှည်ခံမလဲဆိုတော့မေခွန်းဖြစ်ပါတယ်ဒီနေရာမှာမန်ယူပရိသတ်ဘယ်နှယောက်ရှိလဲမန်ယူပရိသတ်โอเคကျေးဇူးတင်ပါတယ်ဝိုးလို့တော့မအော်စေချင်ဘူးဘာဖြစ်လို့ဆိုတော့နိုင်ပွဲလဲရတာမဟုတ်ဘူးဆိုတော့လေအဲ့တော့ဖာကူဆန်ပြောမှုတဲ့စကားတစ်ခုရှိပါတယ်သူဒသနိကသိဆန်ပါတယ်သူကဘာပြောလဲဆိုတော့ချန်ပီယံဖြစ်တယ်ဆိုတာလွယ်ပါတယ်တဲ့ဒါပေမဲ့ချန်ပီယံကိုထိမ့်သိမ့်ဖို့ဆိုတာပိုခက်ပါတယ်တဲ့အဲ့တော့သဘောကဒီခေတ်ကကျွန်တော်တို့ social media ခေတ်ဖြစ်တဲ့အခါမှာတချင်းတပုတ်နဲ့လည်းပေါက်သွားနိုင်ပါတယ်တရားဟောချက်တပုတ်နဲ့လည်းနာမည်ကြီးသွားနိုင်ပါတယ်ဒါပေမဲ့သူပြောသလိုဘဝမှာနာမည်တစ်ခါပေါက်တာတို့တစ်ခါအောင်မြင်တာတို့ထက်ပိုပြီးတော့မှအရေးကြီးတာကအဲ့ဒီနာမည်ကိုထိမ့်သိမ့်နိုင်ခြင်းအောင်မြင်မှုကိုထိမ့်သိမ့်နိုင်ခြင်းကပိုအရေးကြီးပါတယ်ပိုပြီးတော့မှလည်းခက်တယ်ဆိုတာကိုဒီကနေ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီကနေ့မှာကျွန်တော်တို့မှာခရစ်ယာန်လူငယ်တွေဖြစ်ရင်ကျွန်တော်တို့ကဘယ်တော့မှတာတူသမားမဖြစ်ရအောင်ကျွန်တော်တို့ကတာဝေးသမားပဲဖြစ်ရမှာဖြစ်ပါတယ်ရှင်ပေါလုရဲ့ဒသနိကကိုယ်တိုင်ကကျွန်တော်တို့ပန်းဥတိုင်ကိုပြေးရမှာဖြစ်ပါတယ်ပန်းတိုင်မရောက်မချင်းကျွန်တော်တို့ကမကျေနပ်ရမယ့်ဘဝဖြစ်ပါတယ်ပြောချင်တာကတော့ I finish well ကျွန်တော်ကောင်းမွန်စွာအမှုကိုပြုပြီးဆိုတာတာဝေးခီးစဉ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အောင်မြင်မှုလို့ပြောတဲ့အခါမှာအောင်မြင်မှုဟာတာဝေးခီးစဉ်ဖြစ်ပါတယ်တစ်ချိန်တစ်ခါအောင်မြင်မှုကိုအောင်မြင်ခြင်းလို့မသတ်မှတ်ဘူးအဲ့ဒီအောင်မြင်ခြင်းကိုအဆုံးတိုင်အောင်ခေါ်ဆောင်သွားနိုင်မှအောင်မြင်ခြင်းဖြစ်ပါတယ်ဆိုတာလေးတစ်ခုပြောချင်ပါတယ်ခရစ်ယာန်လူငယ်များကျွန်တော်တို့ကဘာသမားတွေလဲတာဝေးသမားများဖြစ်ပါတယ်သူပဲကျေးဇူးတင်ပါတယ်